မိတ်ဆွေတီလုပ်ငန်းရှင်ဖြစ်တယ်မိတ်ဆွေတီလုပ်ငန်းတစ်ခုကိုတည်ထားတယ် team member တွေလည်းရှိနေရဆိုရင်တော့မိတ်ဆွေတီ viral marketing ကိုပဲအများနဲ့အသုံးချပြီးတော့လူတွေမြင်နေုံလောက်နဲ့ view တက်ုံလောက်နဲ့မိတ်ဆွေလုပ်ငန်းကိုကောင်းတယ်လို့ထင်တာမဟုတ်မိတ်ဆွေရဲ့လုပ်ငန်းဒီဘလောက်ပဲကောင်းတဲ့လုပ်ငန်းဖြစ်နေပါစေမိတ်ဆွေစီမှာအရင်ကောင်းမွန်တဲ့ product ရှိတယ် service ကောင်းရှိနေုံနဲ့မရောင်းရအောင်ကောင်းတယ်လို့ထင်ရတဲ့ product ကောင်းတယ်လို့ထင်ရတဲ့ service ကိုမှလူတွေရွေးချယ်ပြီးဝယ်ကြတာဖြစ်တယ်ဒီနေရာမှာပြန်စဉ်းစားစရာတစ်ခုရှိလာတာလုပ်ငန်းရှင်တော်များကောင်းတယ်လို့ထင်လာအောင်ဘာတွေလုပ်ကြလဲဆိုတော့ viral marketing တွေကိုပို့လုပ်ကြတယ်မိတ်ဆွေကိုယ်တိုင်စဉ်းစားကြည့်မယ် viral ဖြစ်တိုင်းမိတ်ဆွေရဲ့စိတ်ထဲမှာကောင်းတယ်လို့ထင်တာမဟုတ်မြင်သွားတဲ့အရာတိုင်းကိုကိုယ်စိတ်ထဲကကောင်းတယ်လို့မှိတ်လိုက်တာမဟုတ်ခုခေတ် influencer တွေအနေနဲ့ကြတော့လူတွေမြင်အောင်လုပ်တာကအရင်ကောင်းတယ်လူတွေသူတို့မြင်လာတယ်ပုံမြင်လာတာသူတို့အတွက်အရန်ကောင်းပေမဲ့မိတ်ဆွေတီလုပ်ငန်းရှင်ဖြစ်တယ်မိတ်ဆွေတီလုပ်ငန်းတစ်ခုကိုတည်ထားတယ် team member တွေလည်းရှိနေရဆိုရင်တော့မိတ်ဆွေတီ viral marketing ကိုပဲအများနဲ့အသုံးချပြီးတော့လူတွေမြင်နေုံလောက်နဲ့ view တက်ုံလောက်နဲ့မိတ်ဆွေလုပ်ငန်းကိုကောင်းတယ်လို့ထင်တာမဟုတ်မိတ်ဆွေရဲ့စီးပွားရေးရဲ့ဂုဏ်သိက္ခာတွေရှိရမိတ်ဆွေရဲ့စီးပွားရေးရဲ့ branding တွေဆိုတာရှိရ value တွေဆိုတာရှိအဲ့ဒီအရာတွေကို customer တွေကမြင်လာမှသာမိတ်ဆွေလုပ်ငန်းကိုကောင်းတယ်လို့မြင်တာဖြစ်တယ်ဒါဆိုဒီနေရာမှာကျွန်မတစ်ခုပြောချင်တာရောင်းအားတက်ချင်တယ်ရောင်းအားတက်ဖို့အတွက်ကျမရဲ့ကုန်ပစ္စည်းကိုကျမဘယ်လိုပိုကောင်းအောင်လုပ်ထားတယ်ကျမရဲ့ထုတ်ကုန်ကိုကျမ packaging တွေကိုဘယ်လိုပြင်ထားတယ် discount တွေကိုဘယ်လိုလုပ်ပေးတယ် promotion တွေကိုဘယ်လိုလုပ်တယ်ဒီလောက်နဲ့တော့တေချာတခုရောင်းအားတက်လာမှာမဟုတ်ဒီနေ့ခေတ်မှာရွေးချယ်စရာထုတ်ကုန်တွေအများကြီးရှိတယ်အဲ့လိုပဲရွေးရမယ့်သူတွေလည်းအများကြီးရှိတယ် promotion တွေဆိုတာလည်းအပြိုင်ဆိုင်နေရာတိုင်းမှာပေးနေတယ်ပစ္စည်းတူဈေးတူကိုထက်ဈေးသက်သာတဲ့ဆိုင်တွေတော့အများကြီးရှိတယ်ဒါဆိုရင်ဒီနေရာမှာဈေးနှုန်းနဲ့ပတ်သက်ပြီးတော့လူတွေကရွေးချယ်ကြတာမဟုတ်ဘူးသူတို့စိတ်ခံစားချက်ထဲမှာဒီလုပ်ငန်းဒီရွေးချယ်တဲ့နဲ့ဒီလုပ်ငန်းဒီငါတို့အတွက်ရက်တည်ထားတဲ့လုပ်ငန်းပါဆိုပြီးတော့သက်ဆိုင်ရာ audience တွေစီကိုရောက်သွားအောင်ပို့မှသာမိတ်ဆွေလုပ်ငန်းဒီရောင်းအားတက်လာမှာဖြစ်တယ်အခုကျွန်မပြောတဲ့အချိန်မှာနားထောင်ပြီးတော့မိတ်ဆွေဒီအတွေ့တစ်ခုခုရလိုက်မယ်လို့ထင်တယ်ကျွန်မထပ်ပြောချင်တာပါလဲဆိုတော့ရောင်းအားတက်ဖို့အတွက်မိတ်ဆွေစီမှာပုံမှန်လုပ်နေကြပတ်တန်တွေကိုပဲစဉ်းစားနေသေးသေးရောင်းအားတက်လာမှာမဟုတ် operation နဲ့ပတ်သက်ပြီးမိတ်ဆွေရဲ့ထုတ်ကုန်ကိုမိတ်ဆွေရဲ့ service ကိုပိုကောင်းအောင်လုပ်ထားတယ်ဆိုတာအရင်ကောင်းတယ်တိုးတော့မိတ်ဆွေရောင်းအားတက်ဖို့အတွက် strategy ရောဘယ်လောက်ထိပိုကောင်းအောင်လုပ်ထားလဲဆိုတော့ကျွန်မပြန်မေးချင်တယ်ရောင်းအားတက်ဖို့အတွက်မိတ်ဆွေဒီအခုလက်ရှိ digital marketing လုပ်တယ် digital marketing မှာတကယ်အယောင်ဖြစ်ဖို့အတွက် review ဟာတွေဘယ်နှခုလောက်မိတ်ဆွေစီမှာရှိလဲအဓိကပြောချင်တာ market ကိုကြဲချဲ့မလားဒါမှမဟုတ်လို့ရှိရင်ကိုသက်ဆိုင်ရာဒီ market တစ်ခုကိုနဲ့တူမလားဆိုတာမိတ်ဆွေဆုံးဖြတ်ဖို့လိုရယ်ဆိုတော့အဲ့ဒီလိုလုပ်ဖို့အတွက်မိတ်ဆွေဒီလုံနေကြသုံးနေကြပတ်တန်တစ်ခုတည်းသုံးလို့တော့မရအောင်မိတ်ဆွေစီမှာမတူညီတဲ့လူကိုမတူညီတဲ့ strategy နဲ့ရောင်းတက်ဖို့လို customer အသစ်တွေလို့ချင်းအသစ်နဲ့ပတ်သက်တဲ့ strategy တွေသုံးရမယ်စိတ်ဝင်စားတဲ့ customer ဝယ်စေချင်တဲ့ strategy တွေသုံးရမယ်နောက်ဆုံးကိုယ့်စီမှာ customer အဟောင်းတွေပြန်လာစေချင်တဲ့ strategy တွေသုံးရမယ်ဒီလိုမျိုး marketing မှာတကယ်ကို sales တွေထိဖို့အတွက် view ဟာတွေပတ်တန်တွေအများကြီးရှိရဆိုရင်မိတ်ဆွေတို့ဒီအချိန်တိုင်းမှာဒီအချိန်ဒီကာလမှာဘယ်လို strategy သုံးရမလဲဆိုတာမိတ်ဆွေသိထားရဲဆိုရင်တော့တခြားဘောက်ရောင်းအားတက်လာမှာပဲဒါဆိုတော့ရောင်းအားတက်ဖို့အတွက်မိတ်ဆွေသိထားရမယ့်အရာရောင်းအားတက်ဖို့ strategy ပတ်တန်မျိုးစုံမိတ်ဆွေစီမှာရှိရမယ် business key ရှိရမယ်ဒီလိုတွေမရှိဘဲနဲ့ပတ်တန်တစ်မျိုးထဲလုံးနေတယ်ကျမရဲ့ဒီ software ကကျမအရန်ကျွမ်းတယ်ကျမရဲ့ဒီထုတ်ကုန်ကျမအရန်ကျွမ်းတယ်ဒီလောက်နဲ့တော့ရောင်းအားတက်လာမှာမဟုတ် promotion တွေ discount တွေဆိုတာနဲ့ marketing ကိုဒီတစ်ခုထဲသုံးနေလို့မရဘူးလို့ပြောချင်တယ် marketing ပတ်တန်တွေပြောင်းပြီးတော့ marketing တိုင်း sales ဖြစ်အောင်မိတ်ဆွေဘာတွေပြင်ဆင်ထားလဲဆိုတဲ့အဖြေကမိတ်ဆွေရဲ့ရောင်းအားတက်ခြင်းမတက်ခြင်းနဲ့မိတ်ဆွေအချိန်တိုင်းမှာရောင်းအားစားနေချီတက်တာကိုကိုစားပြုရလို့ကျွန်မမြင်တယ်ဒီအရာကိုလည်းကျွန်မကိုယ်တိုင် digital sales mastery မှာလုပ်ငန်းရှင်တော်တော်များများကို3ရက်တိကျွန်မပြင်းထန်ကူညီပေးဖြစ်တယ်မနက်9ညနေ6-9နာရီအထိကျွန်မအဖြေတွေအများကြီးရှာပြီးတော့နောက်ဆုံးမှာတို့လိုချင်တဲ့လူအလိုက်လိုချင်တဲ့ strategy တွေကိုကျွန်မကောင်းပေးဖြစ်တယ်ပေါ့နော်ဒီလိုပေးလာတဲ့နောက်ပိုင်းမှာကျွန်မလုပ်ငန်းရှင်တော်တော်များများကိုပိုကူညီဖို့ဆန္ဒဖြစ်လာတယ်ဒီအတွက်လည်းကျွန်မဒီလိုဗီဒီယိုရိုက်ပေးနေတာဖြစ်တယ်ဒီဗီဒီယိုကြည့်နေမိတ်ဆွေတွေကိုကျွန်မပြောချင်တယ်ဒီလိုပဲမတိချင်းကြောင့်ဆုံးရှုံးသွားတဲ့ customer တွေဘယ်လောက်များပြီလဲလို့ပြောချင်တယ်မိတ်ဆွေရဲ့လုပ်ငန်းဒီဘလို့အချိန်တွေမှာဖြစ်ရောင်းအားဒီအမျက်ငွေစားနဲ့ချီတက်လို့ရတယ်ပြောချင်တာ300ရနေတဲ့လုပ်ငန်းဒီ300ဖြစ်လို့ရ300ဖြစ်နေတဲ့လုပ်ငန်းဒီ1000ဖြစ်လို့ရတိုးတော့ strategy မျိုးစုံရှိရင်တော့မိတ်ဆွေမပင်ပန်းတော့ဘူးလို့အကြံပေးချင်တယ်မိတ်ဆွေအနေနဲ့စိတ်ဝင်စားတယ်ဒီအရာနဲ့ပတ်သက်ပြီးတော့ရှာဖွေချင်တယ်ကိုယ့်လုပ်ငန်းကိုလည်းတန်ဖိုးရှိရလို့ယူဆတယ်တန်ဖိုးရှိတဲ့လူများစီရောက်ဖို့လည်းဆန္ဒရှိရဆိုရင်တော့ကျမတို့ရဲ့ digital sales mastery တင်တဲ့ကိုမဖြစ်မနေလာခဲ့ဖို့အကြံပေးချင်ပါတယ်ကျမကတော့လုပ်ငန်းရှင်တိုင်းကို3လအတွင်းမှာအမျက်ငွေ2ဆနဲ့10ဆအထိတိတာမြင့်တက်လာအောင်တကယ်လက်တွေ့နည်းလမ်းတွေနဲ့ထိရောက်ကူညီပေးနေတဲ့ digital sales consultant business coach ဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်